ဖေဖော်ဝါရီလ21ရက်နေ့တေတို့တွေတစုံတယောက်တော်သူသည်ပညာကိုလိုလျင်စေတနာစိတ်နှင့်ပေးသနာတော်မူသောဘုရားသခင်ကိုတောင်းလျင်ရလိမ့်မည်ရှင်ယာကုပ်ဩရာစာခန်းကြီး1အခန်းငယ်မှာဘုရားသခင်နှင့်ငြိမ်းချမ်းစွာရှိခြင်းနှင့်ဘုရားသခင်၏ငြိမ်းချမ်းခြင်းနှင့်နှလုံးသားထဲ၌တည်ရှိခြင်းနှင့်သခင်ယေရှုနှင့်မိတ္တဟာယဖွဲ့ခြင်းဆိုသည်ခန္ဓာကိုယ်နှင့်စိတ်ပိုင်းဆိုင်ရာအကျိုးရှိတဲ့ကဲ့သို့ကိုယ်စိတ်နှစ်ပါးလုံးဖွံ့ဖြိုးတိုးတက်မှုနှင့်ရေရှည်တည်တတ်ရန်အထောက်အကူပြုပါထို့ကြောင့်သခင်ယေရှုသည်စိတ်နှလုံးအေးချမ်းမှုဝိညာဉ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအသစ်တစ်ဖန်မွေးဖွားခြင်းရလက်ဖြစ်သည့်ခွန်အားသစ်ရရှိခြင်းနှင့်သခင်ယေရှုနှင့်မိတ္တဟာယဖွဲ့ခြင်းပျော်ရွှင်ခြင်းတို့အပြင်ကိုယ်နှင့်စိတ်ပိုင်းဆိုင်ရာသာမကဝိညာဉ်ပိုင်းဆိုင်ရာအတွက်ပါအကောင်းဆုံးအကျိုးပြုပါထပ်ပါအကျိုးကျေးဇူးများကိုခရစ်ယာန်များသာမကခံစားရမည်ဖြစ်ပြီးတော့ဘုရားသခင်ထံမှလာသောဉာဏ်ပညာများနှင့်လမ်းညွှန်မှုကိုအမြဲခံစားရမည်ဖြစ်ပါတယ်ယနေ့အတွက်ဆုတောင်းချက်အနန္တဘုန်းတော်ကိုနှင့်ပြည့်စုံတော်မူသောထာဝရဘုရားသခင်နှင့်နီးကပ်စွာရှိစေခြင်းဖြင့်ဉာဏ်ပညာနှင့်အမြဲပြည့်စုံပါမည်ကြောင်းဆုတောင်းပါတယ်အာမင်ဟုတ်ကဲ့ပါအဆုံးထိနားဆင်ပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာမနေ့ပြန်ပါလဲတခြားသောဆုတောင်းချက်ကလေးကိုဖတ်ပြပေးဦးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမေတ္တာရပ်ခံလိုပါတယ်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ရက်တွေမှာပြန်တွေ့ပါအောင်ခင်ဗျာ